လူတိုင်းမှာချိန်မရွေးအာယုံအားလျော်စွာပြောင်းလဲနေတဲ့စိတ်တွေရှိတယ်ကိုယ်စိတ်ကိုတတိထားအကဲခတ်ကြည့်မှုလိုရတယ်စိတ်အခြေအနေကကောင်းတယ်ဆိုလို့ရှိရင်ကောင်းတဲ့ဘုံဘဝရောက်တယ်စိတ်အခြေအနေမကောင်းဘူးဆိုရင်မကောင်းတဲ့ဘုံဘဝရောက်တယ်လောကလူတွေရဲ့တန်တရားဘဝခရီးမှာစိတ်အခြေအနေကဆုံးဖြတ်ပေးနေတဲ့သဘောမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကစိတ်ကြည်နူးနေတဲ့အချိန်မှာကောင်းတာကိုပဲမျှော်လင့်နိုင်တယ်တဲ့စိတ်ညစ်နွမ်းနေပြီဆိုရင်မကောင်းတဲ့အနေအထားလေးကိုမျှော်လင့်ရမှာဖြစ်တယ်လို့စိတ်နဲ့ပတ်သက်ပြီးတော့အရေးတကြီးဟောထားတာဖြစ်တယ်အဲ့တော့စိတ်အကြောင်းကိုဟောသည့်အတွက်ကြောင့်ရုပ်ကိုအတိမတ်မပြုဘူးလို့ဒီလိုအဓိပ္ပာယ်မရဘူးစိတ်နဲ့ရုပ်လူရဲ့ခန္ဓာကိုယ်မှာဆိုတော့ mind နဲ့ body လူရဲ့စိတ်နဲ့အသိစိတ်နဲ့ခန္ဓာကိုယ်ကြီးနှစ်ခုဟာပေါင်းစပ်ထားတာမှန်တယ်ပေါင်းစပ်ထားသည့်အတွက်ကြောင့်ရုပ်အခြေအနေကအဓိကကျသလားစိတ်အခြေအနေကအဓိကကျသလားဆိုပါစို့လောကမှာလူတွေဟာနေ့စဉ်ပြင်ဆင်နေကြတာဘာကိုပြင်ဆင်နေကြသလဲဆိုရင်ရုပ်ကိုပဲပြင်ဆင်နေကြတာမလှလှအောင်ရုပ်ကိုပြင်ဆင်နေတာအဝတ်စားတွေဝတ်ကြတယ်လှပအောင်ခြယ်လှယ်ကြတယ်အားလုံးမှာရုပ်ကိုပဲပြင်ဆင်နေကြတာဖြစ်တယ်အဲ့ဒီရုပ်ပြင်ဆင်မှုရဲ့တန်ဖိုးကဘယ်ထိသွားနိုင်သလဲစဉ်းစားကြည့်ဖို့ဒီရုပ်ကြီးဟာပြင်ရင်နဲ့တဖြည်းဖြည်းတော့အိုးနေတာပဲချက်ချင်းကြီးတော့အိုးသွားတာမဟုတ်သည့်အတွက်ကြောင့်ဒီပြင်လို့မဆုံးအောင်ပြုပြင်နေကြတော့မှရှိသေးတယ်အေးအလှပြင်တဲ့အခါမှာခြေလက်ဒေသမှာနေကြတဲ့ဘုရားဘာသာဝင်မိသားစုတွေကတော့တာမန်တဏ္ဍခါလေးလိမ့်ုံနဲ့အလှပြင်ကြတာပြီးနေတတရရဖြစ်အောင်တော့ပဲအလှပြင်ကြတာဖြစ်တော့ဟိုခေတ်မီတိုးတက်တဲ့နိုင်ငံမှာရောက်နေတဲ့လူတွေကြတော့ကိုယ့်မျက်နှာကိုကြိုက်တယ်လို့ plastic surgery တွေအနာခံပြီးတော့လုပ်နေကြတာနော်နှာခေါင်းပုံစံမချွန်ချွန်အောင်ပြင်တာအချွန်ကြိုက်တဲ့လူကအချွန်ဖြစ်အောင်ပြင်မျက်နှာကလေးတောင်ဆက်ဆက်ဖြစ်နေမျက်နှာလေးချွန်လာအောင်လုပ်တယ်မျိုးစုံပဲပေါ့မျက်နှာချွန်နေပြန်လို့ရှိရင်လည်းမျက်နှာဒီလေးတောင်ဆက်ဆက်မျက်နှာဝိုင်းဝိုင်းရအောင်ပြင်ကြတယ်ဆိုတာခဏိခေတ်မှာအသားအနာခံပြီးတော့အည်ပြားကစပြီးအသားမဲတဲ့လူတွေကအသားဖြူအောင်ပြင်ကြတယ်အသားဖြူတဲ့လူကမဲချင်တော့လည်းမဲအောင်ပြင်ကြတယ်ဆိုအမျိုးစုံပြင်နေကြတာစိတ်တိုင်းကြအောင်လူတွေကကိုရထားတဲ့အနေတစ်ခုပေါ်မှာကျင့်တတ်နိုင်စွာမရှိကြဘူးဆိုဒါဘဝမှာစဉ်းစားကြည့်ပေါ့နော်စိတ်ရဲ့အခြေအနေလိုက်ပြီးတော့လူတွေကလှုပ်ဆောင်နေကြတာဖြစ်တယ်နေ့စဉ်ဘဝမှာလည်းကြည့်လိုက်မယ်ဆိုလို့ရှိရင်စိတ်အခြေအနေရလူတွေဟာလှုပ်ရှားသွားလာနေကြတာဖြစ်တယ်စကားပြောမယ်ဆိုရင်လည်းစိတ်ထဲကအရင်တွေးတယ်တွေးပြီးတွေးတဲ့အခါမှာကိုတွေးတဲ့အတွေးကလောဘနဲ့တွေးရင်လိုချင်တဲ့စကားဒေါသနဲ့တွေးရင်အမုန်းစကားအဲ့ဒါလိုကွဲပြားခြားနားတဲ့အတွေးတွေနဲ့ပြောကြတယ်ဆိုကြတယ်ရထားတဲ့ပစ္စည်းဥစ္စာတွေဒီဆိုခွင့်ဆိုတာကိုတိုက်ပွဲဝင်ပြီးတော့တောင်ယူကြတယ်အေးတချို့နိုင်ငံမှာဆိုရင်ကိုကျိုးစည်းဝါးကိုကာကွယ်တယ်ဆိုတဲ့စကားသံလေးနဲ့ကိုကျိုးစည်းဝါးကိုမထိနဲ့ထိရင်အဲ့ဒီပုဂ္ဂိုလ်ကိုခြေမုံပြစ်မယ်ဆိုပြီးတော့ဒီအစွမ်းထက်တဲ့လက်နဲ့ကြီးတွေပါတီထွင်ပြီးတော့ကိုအကျိုးတကယ်ကတော့လောဘကြောင့်ဖြစ်နေတာလောဘနောက်မှာဒေါသပါနေတယ်ဆိုတာစဉ်းစားကြည့်လောဘကိုဖယ်လိုက်တာနဲ့ဒေါသအတော်လျော့သွားတယ်ဘဝမှာနေစဉ်တဲ့ဘဝမှာလူချင်းတဲ့စိတ်ကိုမနှိပ်ကွက်နိုင်ဘူးဆိုရင်လူချင်းတဲ့စိတ်ပြင်းထန်လာလို့ရဖို့ကြိုးစားလာတယ်ရဖို့ကြိုးစားလာတဲ့အခါမှာမရဘူးဆိုရင်ဒေါသထွက်တယ်အဲ့တော့လောဘနောက်ဒေါသလိုက်နေဒါကြောင့်မို့မြတ်စွာဘုရားကမဟာတတိပဋ္ဌာနာသုတ်မှာကျင့်စဉ်မှာလူဟောထားတယ်ဆိုရင်ကာယေကာယ ानु ပတိဝိဟရတိအာတာပိသမ္ပဇာနောတတိမဝိနည်းလောကေဘိဇာဒေါမနတံဆိုတဲ့
မြတ်စွာဘုရားစကားတော်လေးကိုသိချာမြန်မာလိုပြန်ပြရင်ဘလို့အဓိပ္ပာယ်ရတော့လို့ဆိုလို့ရှိရင်လုံလဝိရိယရှိရှိတတိရှိရှိနဲ့ဆင်ခြင်တုံတရားအသိဉာဏ်စွမ်းအားနဲ့တဲ့ကိုယ်ကာယအပေါ်မှာကာယကိုရှုမှတ်ပြီးတော့နေထိုင်ရမယ်ထို့သောနေထိုင်ခြင်းအပြင်ထိုကာယနဲ့ပတ်သက်လာပြီးတော့လိုချင်တဲ့လောဘတွေမုန်းတီးတဲ့ဒေါသတွေမဖြစ်တော့ဘူးလို့ဆိုတာဆိုလိုတာကဒီထွက်လေဝင်လေဆိုတဲ့ကိုယ့်ရဲ့တဏ္ဍာမှာရှိတဲ့ကိုယ်ကာယနဲ့ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ထွက်လေဝင်လေလေးကိုရှုမှတ်ပြီးတော့နေလိုက်တယ်ထွက်လေလေးဖြစ်ပေါ်လာတာကိုအာယုံစိုက်ထားလိုက်တယ်ဝင်လေလေးဖြစ်ပေါ်လာတာကိုအာယုံစိုက်လိုက်တယ်အဲဒီလိုထွက်လေဝင်လေလေးပေါ်မှာမိအောင်အာယုံစိုက်မယ်လို့ကြိုးစားတာကအတ္တပလုံလဝိရိယလို့ခေါ်တယ်တတိမှာအဲ့ဒီပေါ်မှာအမြဲစိတ်ဆိုင်တာကတတိထွက်လေဝင်လေရဲ့သဘောတရားကိုသိနေတာကတမ္ပဇာနာလို့ comprehension ဆိုအဲ့ဒီထွက်လေဝင်လေကိုသိနေတဲ့အတိပေါင်းလိုက်ရင်ဝိရိယရဲ့တတိရဲ့ပညာရဲ့ဒီသုံးခုနဲ့ကိုယ်တဏ္ဍာမှာရှိတဲ့ထွက်လေဝင်လေလေးကိုရှုမှတ်နေလိုက်တဲ့အချိန်မှာအဲ့ဒီရှုမှတ်နေတဲ့အာယုံလေးပေါ်မှာကာယလို့ဆိုတဲ့ထွက်လေဝင်လေလေးပေါ်မှာလိုချင်တယ်ဆိုတဲ့လောဘလည်းမဖြစ်လာဘူးလိုချင်တာမရခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဒေါသဆိုတာလည်းမဖြစ်လာတော့ဘူးလိုချင်တာမှမဖြစ်ရင်မရလို့ဒေါသဖြစ်တာဆိုတာလည်းမရှိဘူးဒါကြောင့်မလို့ဝိနေယလောကေအဘိဇာဒေါမနတအဘိဇာဆိုတာလိုချင်စိတ်နဲ့ကြည့်တာလောဘနဲ့ကြည့်တာဒေါမနတဆိုတာမုန်းတီးတဲ့စိတ်နဲ့စိတ်ခံစားချက်ဒါလည်းမဟုတ်ဘူးအသိဉာဏ်နဲ့ကြည့်နေတယ်ဆိုဒီမြတ်စွာဘုရားဟောထားတယ်ဒီအဲ့ဒီအချိန်လေးမှာဒီစိတ်ကလေးကလောဘလည်းကင်းနေတယ်ဒေါသလည်းကင်းနေတယ်စိတ်ခံစားမှုတွေဟာတည်ငြိမ်ပြီးတော့အေးချမ်းနေတဲ့အနေအထားမျိုးအိုက်ထားခြင်းနဲ့သိမ့်ပိုက်ထားတာကိုအကြောင်းပြုပြီးတော့ကိုယ်ပစ္စည်းသူများတွေလာယူမှစိုးတယ်ဟောတောကတွေရောနောက်ကလိုက်လာစိတ်မချတာတွေဖြစ်လာကိုယ်သိမ့်ထားတဲ့ပစ္စည်းများသူများသိမလားလို့စိုးရိမ်တာတခုစိတ်မတွေ့ပြီးပစ္စည်းနဲ့ပတ်သက်လာလို့ရှိရင်လောဘကိုအကြောင်းပြုပြီးတော့ဒီမုန်းတိမှုဆိုတဲ့ဒေါသတွေဖြစ်ပေါ်နေတာအဲ့ဒါတွေအဲ့တော့ဘုန်းကြီးတို့တွေရဲ့နေ့စဉ်ဘဝမှာစဉ်းစားကြည့်လိုက်လို့ရှိရင်မျက်စိကမြင်တွေ့လို့ရှိရင်မျက်နှာလွှဲပြီးတော့ဒါမျိုးအာယုံပေါ်မှာဆိုတဲ့မှတ်ပေါ်မှာကြည့်ပြီးတဲ့အခါမှာငါမနဲ့လင်းတဲ့ချိန်ကနေစပြီးတော့ဘာတွေဖြစ်နေသလဲကိုယ့်ကိုစဉ်းစားကြည့်လိုက်မနဲ့လင်းတဲ့ချိန်ကနေစပြီးမျက်စိကမြင်လိုက်တဲ့အာယုံပေါ်မှာဘယ်လိုအတွေးတွေဝင်သလဲနားကကြားလိုက်တဲ့အသံပေါ်မှာဘယ်လိုအတွေးတွေဝင်သလဲနှာခေါင်းကနမ်းရှူရတဲ့အနံ့ပေါ်မှာဘယ်လိုအတွေးတွေဝင်သလဲစိတ်ခံစားချက်နဲ့ဘယ်လိုအတွေးတွေဝင်လာသလဲကိုယ်ကာယမှာလာထိတွေ့တဲ့အထိတွေ့တွေနဲ့ပတ်သက်ပြီးအေးမျက်စိနာနာလျှာကာယဆိုတာဒီအာယုံမဆိုင်တော့ပဲနဲ့ဒီတိုင်းစိတ်ကူးရင်နေတဲ့အာယုန်တွေပေါ်မှာလည်းပဲဘယ်လိုအတွေးတွေဝင်လာသလဲလောဘတွေဖြစ်နေသလားဒေါသတွေဖြစ်နေသလားဆိုတာဒါကိုနေ့စဉ်နဲ့အမျှစောင့်ကြည့်နေတဲ့အလုပ်ကိုဝိပဿနာအလုပ်လို့ခေါ်တာစောင့်ကြည့်ကိုယ့်ကိုစောင့်ကြည့်ရအဲ့လိုကိုယ့်ကိုစောင့်ကြည့်နေမယ်တဏှာလောက်ထိုင်ပြီးစောင့်ကြည့်ကြည့်ကိုယ့်ကို
တဏှာလောက်ထိုင်ပြီးစောင့်ကြည့်တဲ့အခါမျက်စိရှိမှမြင်နေတာလေးမြင်လိုက်ရင်ဒေါသဖြစ်သွားသလားကိုမမြင်ခြင်းနဲ့အရာလေးတခါလေးသိမ့်သိမ့်မှုဒေါသဖြစ်တယ်ဆိုတာဟိုလိုဝူးတိုင်းနဲ့စိတ်ဆိုးတာအဆင့်မဟုတ်အချင်းမှုဆိုတာဒေါသမမြင်ခြင်းမှုဆိုတာဒေါသပဲနော်မြင်ခြင်းနဲ့ဆိုတာလောဘမမြင်ခြင်းမှုဆိုတာဒေါသလေးဖြစ်လာဒီတဲ့ပြင်းထန်လာလို့ရှိရင်မုန်းတယ်ဆိုတဲ့အဆင့်ရောက်အေးနားထဲမှာအတန်ကြားလိုက်တယ်ကြားလိုက်ဒါကြားရင်လည်းစိတ်ပေါ်လာရင်လောဘနဲ့မကြားခြင်းမှုဒီအတန်ကြီးကိုဆိုလို့ရှိရင်ဒေါသဖြစ်လာကိုတွေးမိတဲ့အတွေးဟာကိုကျင်တတ်တဲ့အတွေးလေးဆိုသဘောကျကိုစိတ်ညစ်အဲ့တော့ဘဝနေစဉ်မှာစိတ်ဥဆောင်ပြီးတော့တွေးတော်ပြောဆိုကြံစည်နေတဲ့လုပ်ရက်တွေဟာအားလုံးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီအခြေအနေမျိုးဖြစ်နေတာကမဝယ်အောင်တားလာနိုင်တယ်ဒေါသဆိုတာမဖြစ်အောင်တားလာနိုင်တယ်အာယုံပေါ်မှာမြင်တဲ့အာယုံပေါ်မှာအာဘူးမုန်းတိတာလည်းမပါဘူးကြားတဲ့အတန်ပေါ်မှာလည်းပဲအတန်အာယုံအနေနဲ့ပဲထားလိုက်တယ်ဘုရားမြတ်စွာဘုရားမြင်နာနဲ့အာယုံတိုင်းတာနဲ့ဘလို့ထားညဆိုတဲ့အသိပညာနဲ့ဘုရားလည်းပါမလားဒီလိုဆိုလို့အထုတ်တယ်ဆိုရိတ်တာသွားမှအထုတ်ရတယ်ထင်စခန်းဝင်ရောက်တယ်အဲ့ဒါဟာလွယ်မှမှုတစ်ခုပဲနော်ဘယ်နေရာမှာနေကိုဒီလိုနေရာမှာအထုတရားအထုတ်เสียအထုတ်ရတာမဟုတ်ဘဲနဲ့ကိုဖြစ်နေပါလားဆိုတော့သိလိုက်တာနဲ့တပည့်နဲ့လုံးအမုန်းစိတ်တွေပေါ်နေပါလားအာယုံပြောင်းလဲပြီးတော့ထပ်ပေါက်တွေကိုရှာတတ်ရအဲ့ချစ်ခင်မှုမျက်နှာမှုတန်တရားအလိုကြတဲ့စိတ်တွေပေါ်လိုက်အလိုမတော့တန်တရားကိုရှင်းတယ်လိုက်ဆိုနဲ့လှုပ်တယ်ဟိုကလှုပ်တာလှုပ်တယ်လိုချင်စိတ်တွေနဲ့လှုပ်လာနောက်ဆုံးကကုသိုလ်လှုပ်ထားသည်ပင်လေဒီမှာမကျင်တတ်တဲ့စိတ်တွေနဲ့အကျင်တတ်တဲ့စိတ်တ ानु ပဒနာစိတ်ရဲ့ပညာဆင်ညာတယ်ပေါ့သို့သောစိတ်ကိုပြင်ဆင်မှုတော့လူတွေဟာမေ့လျော့နေကြတယ်လို့ပြောအောင်စိတ်ပြင်ဆင်မှုရဲ့အခါမှာကို
ကိုကျင့်တတ်တဲ့လောဘစိတ်တွေဖြစ်မနာလိုတဲ့စိတ်ဖြစ်အိတ်တာဆိုပေါ့ဘလမပြယူတယ်ဆိုရလေဟောမစ္စရိယစိတ်ဒီဖြစ်သမျှတွေဟာအကောင်းနေလားလို့မေးလိုက်လို့ဒုက္ခကိုပေးနိုင်တဲ့အကုသိုလ်တရားတွေကြီးပဲကိုယ်မှာဖြစ်တယ်ကိုယ်စိတ်ထဲမှာလောဘလိုက်ရှုံးသွားပြီမာနတွေဖြစ်လိုက်အိတ်တာတွေဖြစ်လိုက်မစ္စရိယတွေဖြစ်လိုက်အိတ်တာဆိုတာကိုယ့်ရဲ့တာသွားတာကိုမနာလိုစိတ်ကိုခေါ်တယ်မစ္စရိယဆိုတာစိတ်ကိုဆိုလို့အနိုင်ရနေတာကိုပဲအမြဲတမ်းအနိုင်ရခြင်းကြီးမားလာလို့ရှိရင်လည်းနောက်ကအမုန်းလိုက်မစ္စရိယတို့သည်ဒေါသနဲ့ဖြစ်ပေါ်နေတဲ့စိတ်ထဲမှာသာအိတ်တာဖြစ်တယ်မစ္စရိယဖြစ်တယ်လို့သူပြောတာလောကမှာအဲ့ဒီအိတ်တာမှုတွေလာပြီဆိုရင်အိတ်တာတို့မစ္စရိယတို့ဟာမတတ်ကြည့်ရနဲ့ငါဝယ်ရမှာလားဆိုတူးနေပြန်တော့သူကစဉ်းစားတယ်ဟာနဲ့ဘုန်းကြီးဝတ်တော့မယ်ဆိုဘုန်းကြီးဝတ်သူတို့နဲ့မတူအောင်လုပ်တာဘုန်းကြီးဝတ်လိုက်တဲ့အခါအတူတောင်ဝတ်နိုင်သေးတာပဲငါတို့လည်းဘုန်းကြီးဝတ်မယ်ဆိုကြမ်းတူအောင်ကဝေတီကယဟန္တာဖြစ်သွားတော့တို့ရဲ့ခေါင်းဆောင်ကြီးတို့ယဟန္တာဖြစ်သွားငါတို့လည်းအားကြတယ်လိုက်ပြီးတော့ကျင့်ကြမယ်ဆိုသူတို့လည်းယဟန္တာဖြစ်သွားအဲ့ဒါကြတော့အကောင်းပြိုင်တယ်လို့ခေါ်တယ်အဲ့ဒါလို့အကောင်းပြိုင်တာတော့ဘုန်းကြီးတို့ဟောထားတဲ့စာအုပ်ထွက်လာပြီသားရှိတရားလည်းရှိတယ်ပေါ့ရှင်ပြိုင်ခြင်းနတ်ဘုရေနဲ့မြတ်စွာဘုရားကဟောထားတယ်စေယံဝေရံပတဝတိဒုက္ခံဇေတိပရာရှင်ပြိုင်ပြီဆိုရင်လောကီကိစ္စမှာရှင်ပြိုင်ရင်နိုင်တဲ့လူကရံများတယ်တဲ့ရှုံးတဲ့လူကစိတ်ဆင်းရဲနော်အောင်ကြီးနိုင်ကြီးရှုံးကြီးနှစ်ခုလုံးကိုစွန့်လွတ်လိုက်ပြီဆိုလို့ရှိရင်တော့စိတ်ဒါကြောင့်မို့ဘဝမှာစိတ်ရမြတ်တမန်အပြည့်ဆိုပြလမ်းကြောင်းတိုင်းဒီတရိုက်ပြီးတရိုက်တယ်တာကားတစင်းပြီးတစင်းစီးတာတို့ပစ္စည်းဥစ္စာတွေချမ်းသာချွေအား
ကဲချမ်းသာလားလို့မေးကြည့်လိုက်မယ်ဆိုရင်တကယ်ငါရှိတယ်ဆိုတဲ့အတွေးလေးဝင်တဲ့အခါမှာတော့ငါတတ်နိုင်တယ်ငါချမ်းသာတယ်ဆိုတဲ့အတွေးလေးဝင်ချမ်းသာတယ်ဒါပေမဲ့လို့ငါရှိဒီခီးသွားရင်လည်းမဖြောင်းဘူးတခုမြန်ဖြစ်မှလားစိတ်ထဲမှာပူတယ်မရှိကြောင်းကြရှိရင်တောင်းမရှိတောင်းတရှိကြောင်းကြဆိုမရှိရင်လူရှိစဉ်းစားကြည့်လေလောကမှာခဏိခေတ်ဆိုရင်ပို့ပြီးတော့ယောဂဝေဒနာဖြစ်လို့ကုမရတဲ့ယောဂမျိုးနော်ကိစ္စယောဂတဲ့ဆိုလို့ရှိရင်ဘာဖြစ်လဲပြဿနာအောင်ဆိုဘယ်လောက်ရှိတဲ့နှစ်ထပ်ကွာသေမှာကြောက်တာရဲ့ပစ္စည်းတွေနှမျောတာနှစ်ခါဆင်းရဲမရှိတဲ့လူကတော့ကိစ္စမရှိဘူးမရှိတဲ့လူကသေမှာကြောက်တာတခုပဲဆင်းရဲရှိတဲ့လူကျတော့ဒီပစ္စည်းတွေစောအောင်မှခက်တယ်အေးနတ်ပြည်ရောက်နေတဲ့နတ်တွေတို့ပြမဘုံရောက်နေတဲ့ပြမတွေတို့ဒီအထူးသဖြင့်နတ်ပြည်မှာရှိတဲ့နတ်တွေဟာသေတော့မယ်လို့ပုဗ္ဗနမိတ်ကြောက်ပြီးပုဗ္ဗနမိတ်ပေါ်လာတယ်အရေးရောင်တွေပေါ်လာပြီနတ်တွေဟာအမှန်တမ်းပျော်စရာကောင်းတဲ့ဘုံဘဝမှာသူတို့နေစဉ်ထားတာပြောနေကြတာဒါပေမဲ့လို့ဘဝတစ်ခုအဆုံးသတ်တော့မယ်သူပိုင်ဆိုင်တဲ့ဘုံဘိမှန်တွေအပေါင်းအသင်းတွေအချွေရန်တွေအကုန်စွန့်ပြီးသူသွားရတော့မယ်ဆိုတဲ့အချိန်မှာအတော့ကိုကြောက်လန့်စိုးရိမ်မှုတွေဖြစ်တယ်ဘာလို့ဘလောက်တောင်ဖြစ်တော့ဆိုဘယ်တော့မှချွေးမထွက်တဲ့ခန္ဓာကချွေးပြက်ပြက်ထွက်လာဒါနတ်ရဲ့ခန္ဓာဘယ်တော့မှချွေးမထွက်ပန်ထားတဲ့ပန်းတွေဟာအဲ့ချိန်မှာညှို့ကျသွားဝတ်ထားတဲ့အဝတ်တွေကလည်းဘယ်တော့မှဒီလောင်ဒရီပေးရတာမှမရှိတာသူတို့ဟာအမြဲတမ်းတစ်လွင်နေတဲ့အဝတ်တွေအဲ့ဒီနေ့ကျတော့အဝတ်တွေကလည်းနွမ်းကုန်ဆင်ထားတဲ့ပန်းတွေနွမ်းတယ်အဝတ်တွေနွမ်းလာတယ်ဂျိုင်းကြားကဟိုကလည်းမျက်နှာကအိုးလာမျက်နှာမကြည်မသာဖြစ်လာနတ်တွေဟာဘလောက်စိတ်ဆင်းရဲတယ်ဆိုတာစဉ်းစားကြည့်လေအလုံးကိုစိတ်ဆင်းရဲတာတရားမင်းကြီးဟာသူသေးကနေကြတဲ့အခါပိဿတိခကိုမြတ်စွာဘုရားစီလွတ်တယ်လွတ်ပြီးတော့သူဖះနဲ့တွေးချင်တာကိုပိဿတိခကိုပန်ကြားခိုင်းတဲ့အချိန်ဟိုသူ့ကနေမထိထိုင်မထိပဲသူသေရတော့မှဆိုတာသိတဲ့အခါမြတ်စွာဘုရားစီလာတယ်တက္ကပညာသုံးပါမြတ်စွာဘုရားကိုမေခွန်းနေမေးတာအဲ့တော့အဲ့ဒီမှာလည်းပဲသူတအားစိတ်ဆင်းရဲတယ်ဆိုတာထင်ရှားတယ်ဗြဟ္မာတွေဟာလည်းပဲဗြဟ္မာဘုံမှာတော့ဒေါသမရှိဘူးလို့ဆိုတယ်သို့တော့သုတေစိတ်ကြပြီဆိုတဲ့အချိန်လေးမှာတော့သူတို့လည်းစိတ်ဆင်းရဲမှုပုထုဇဉ်ဆိုတာကြောက်ရွံ့မှုတွေရှိတာပဲမြတ်စွာဘုရားကဘယ်ရာမှမမြင်တဲ့အချိန်မှာဗြဟ္မာဘုံတွေမှာနေတဲ့ဗြဟ္မာကြီးတွေကလန့်သွားတယ်ဆိုဟာတို့ကထာဝရဘုံဘယ်တော့မှမသေးဘူးလို့ထင်နေတာတို့လည်းသိရမှာပါလားဆိုအတွေးဝင်သွားဒါကြောင့်မို့လို့အလုံးတက်တန်းရှည်တဲ့ဗြဟ္မာကြီးတွေတောင်ထိတ်လန့်တုန်လှုပ်သွားပဲဒါမို့ဒီပစ္စည်းဥစ္စာ
ရှိဘူးဒါကြောင့်မို့ဟောတဲ့သုတ်တံစိတ်တံဧဝံစေတတစေတောပရိစ္ဆပါစာတဲ့ငါဟာတချို့ပုဂ္ဂိုလ်ရဲ့ငါစိတ်နဲ့ပိုင်ပိုင်ခြားခြားသိတယ်မကောင်းတဲ့စိတ်ဆိုလိုတာကနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်တဲ့စိတ်အခြေအနေတွေကိုငါဟာငါစိတ်နဲ့ငါဟာဘလို့ဟောခိန်းထုတ်တယ်လဲလို့ဆိုရင်ဣမံမိစေအယံတမယေပုဂ္ဂလောကယထာပဒနိခိတောလို့ပဲငရဲကိုဘုံကနေဗျာဟောတာလူတယောက်ဟာစိတ်ယုံမှပေါ်နေတဲ့အချိန်ဒီအသက်စီဝေချုပ်သွားပြီဆိုရင်အဲ့ဒီလူကသေသေးချာချာငရဲမှာသွားဖြစ်တယ်လောဘတွေထွက်နေတော့သေမယ်ဆိုရင်ပြိတ္တာသွားဖြစ်မယ်ဆိုလို့ရှိရင်ပြိတ္တာဘုံရောက်သွားတယ်လို့ရှိရင်ပြိတ္တာဘုံသွားဖြစ်တယ်လူတယောက်ပေါ်မှာမကြည့်ကိုယ့်ကိုယောဂဝိရဏဖြစ်ရင်လည်းလူတွေကမကြည့်နိုင်ဘူးအဲ့ဆမ်းပါဆိုလည်းသိချင်မှသိတာဟုတ်အဲ့ဒါလို့ဒေါသတွေဒေါသထွက်နေရင်သိငရဲရောက်တော့သိချင်သူကမင်းကြီးကိုလိန်လီပြီးတော့မုသဝါဒသုံးပြီးတော့သူရှောင်လွဲခဲ့ဘူးသို့တော့သူဟာစိတ်ကောင်းနှလုံးကောင်းလည်းရှိတယ်ဘုရားတရားအလွန်ကြီးညိုတယ်နောင်တပူပန်နေတယ်အဲ့ဒီနောင်တပူပန်မှုကတော့ပါဝေါရီတို့အဲ့ဒါမျိုးဖြစ်နေပြီဆိုလို့ရှိရင်အဲ့ဒီဘလောက်ကုသိုလ်ကောင်းမှုတွေလုပ်နေပုထုဇဉ်ဆိုလို့ရှိရင်တော့အဲ့ဒီစိတ်နဲ့သာသိလိုက်ရင်ဒီခဏခဏနာမခံနိုင်လို့ပဲဖြစ်စေဒေါသတွေဖြစ်တယ်ငါမှဖြစ်ရလေခြင်းကိုကတောင်းတာရေးလာပေးတာကတခြားဟာပေးစိတ်တွေတိုးနော်ချို့ကြတော့လေးပြပဲကြမ်းနေတာမျက်လုံးကလေးပဲကြမ်းမျက်လုံးလေးပုတ်ကနဲ့လုံးနေုံမရှိဘာမှမပြောနိုင်တဲ့
လှုပ်ပေးတဲ့လူတွေကတလွဲတွေလုံနေသူ့ဘဝကောင်းတဲ့ဘဝရောက်ဖို့မတမခရင်သွားဖြည့်နေပုံမှာအတော့ကိုကြောက်စရာကောင်းအေးတေကနေကြမှာဗန္ဇာအုပ်ကဘယ်သူအဲ့ဒီဟာကြီးကိုစိတ်ထဲမှာစမ်းပြိတ္တာသွားဖြစ်ဗျာလို့တာအဲ့ဒါပဲတခါတလေတုံးဆိုလို့ရှိရင်ကိုနဲ့ပညာကအဲ့ရံဖြစ်တယ်သူ့နာလာမကြိုက်ဘူးအဲ့တော့ပညာစုပ်ထိုးတဲ့နေရာရှာကြည့်ပေါ့နောက်ချိုင်းရှာကောင်းရလေအဲ့ဒါလို့ကိုကြမင်းကြီးကမာဏိကမင်းမာဏိကာဆိုတာကပန်းဥယျာဉ်တဲ့ပန်းဥယျာဉ်ပန်းဆိုင်ပြိုးတဲ့မိသားစုတွေကသမီးပဲဖြစ်တယ်ဘုရင်ကြီးကသဘောကျပြီးတော့သူကလည်းထက်မြက်တယ်ဘုရင်ကြီးကသဘောကျပြီးမိဖုရားမြောက်ထားတာနောက်ဆုံးအချိန်မှာသူဟာမာလိကပဲရောက်သွားတော့ခုခေတ်လဲရန်ကုန်ကလူတွေကတော့လေချွန်နတ်အဲ့လိုသွားမေးကြတယ်အဲ့ဒီမှာသွားမေးကုန်မေးရင်ငါဖြေလိုက်ရင်ဘုရင်ကြီးကဘုရားဘာသာတောင်မှဖြစ်မှာဘာသာပြောင်းသွားလိမ့်မယ်ပေါ့သူ့အတွက်အကျိုးမဲ့ဖြစ်လိမ့်မယ်ဆိုမြတ်စွာဘုရားမေးကုန်မမေးမိအောင်ကားတွေပျောက်ပြီးတော့တတိမရအောင်ဖန်တီးထားလိုက်တယ်ခုနှစ်ရက်တိတိဘုရားရှိသွားတယ်အိမ်ရောက်ရင်ပြန်လာခဲ့နောက်တည်းအဲ့လိုနဲ့ခုနှစ်ရက်ပြည့်သွားတဲ့အခါမာဏိကမိဖုရားဆိုတာအာသရိတဒါနာယူကိုဥဆောင်အချိန်ကုန်သွားတယ်အဲ့ဒါကြောင့်မို့ခုနှစ်ရက်ပြည့်တဲ့အခါသူဝီစင်ငယ်ရလွတ်ပြီးတော့နတ်ပြည်ရောက်သွားတယ်အဲ့ဒီနေ့ကျတော့မှကောသရမင်းကြီးကမေးဖို့တတိယတော့မြတ်စွာဘုရားမေးတော့တို့သီရနတ်ပြည်ရောက်သွားတယ်လို့ပြောတော့မှသူစိတ်ထဲမှာကျေနပ်သွားအဲ့ဒီဇာလမ်းလေးရှိတယ်နော်အဲ့တော့စိတ်အခြေအနေဆိုတာလွန်ကြောက်ဆက်ကောင်းတဲ့အကြောင်းပြောပြအဲ့တော့မြတ်စွာဘုရားကတချို့ပုဂ္ဂိုလ်တွေဟာတဲ့မကောင်းတဲ့စိတ်သူတွေကိုကြည့်ပြီးတော့ငါဟာသူတို့ပေါ်မှာဘယ်လိုသိထားသလဲလို့ဆိုရင်ဟောဒီစိတ်ဆိုးစိတ်မိုက်တွေဖြစ်နေတဲ့အချိန်လေးမှာဒီလူသေးသွားရင်တော့ချလိုက်တယ်လို့တဲလာတဲ့အထုပ်ကြီးကိုအပင်ငယ်ငါအကုသိုလ်ကံကသူ့ကိုအပင်ငယ်မှာပဲဘာဖြစ်ပထသိလို့ရှိရင်တော့အပင်ငယ်ရောက်မှသိချတယ်ဆိုပြီး
ယတဗေဒပရမရဏစိတ်ထက်ပျက်စီးနေတဲ့ပုဂ္ဂိုလ်တရားဟာယဉ်ပြီးသေဆုံးသွားလိုက်တာနဲ့တပြိုင်ဘာကြောင့်လဲဒီစိတ်ကြောင့်အေးကြည့်တယ်ဆိုတာစဉ်းစားကြည့်လေဘလောက်ဝေးတဲ့နေရာပဲဖြစ်ဖြစ်တရားဟုတ်လားစိတ်ဘုနာကဒီနာလာမှာမဟုတ်ဘူးလေမလာဘူးဟောတယ်ကောင်းတဲ့ဘက်ကဟောတဲ့အခါကျတော့လေဒီတိုင်းပဲလောကမှာသရစွမ်းအားတွေနဲ့ကြီးပြီးတော့ကမ္မထာဘာဝနာပွားများအမှုတွေနဲ့စိတ်နှလုံးအေးချမ်းကြည်လင်းနေတဲ့သူစိတ်ကလေးကြည်တတ္တာဘိက္ခဝေဧကံလောကဥပပစ္စန္တိဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်မှာစိတ်ဟာဘာဖြစ်တယ်စိတ်ရဲ့အဆုံးအမဒေါသဖြစ်ခိုက်မှသိသွားရင်ငရဲကြမှသိကြတယ်တိရစ္ဆာန်မောဟဖြစ်ခိုက်သိသွားလို့ရှိရင်တိရစ္ဆာန်ဘဝရောက်မှသိကြတယ်ပေးနေတယ်လို့ဖြစ်သည့်အတွက်ကြောင့်ကိုယ်စိတ်အချိန်ကစပြီးညထီအောင်စိတ်ကိုစောင့်ကြည့်တဲ့လေ့ကျင့်ခန်းလေးလုပ်လေ့ကျင့်ခန်းတစ်ခုပဲတွေးပြီးဆိုရင်ငါပါစိတ်နဲ့ပါစိတ်တဲ့ပါစိတ်ဖြစ်စိတ်အခြေအနေကောင်းတဲ့စိတ်အခြေအနေတွေဖြစ်ရင်အာယုန်တစ်မျိုးမျိုးနဲ့ထင်ငါးပါးသီလစောင့်တည်ထားပြီးလားစဉ်းစားနေခြင်းအပြင်ဒေါသကိုထိန်းလို့ရဘဝဒေါသမဖြစ်အောင်ထိန်းလို့ကိုလူခဲ့တဲ့တန်ခဲ့တာတွေကိုအာရုံပြုတစ်ခုအဲ့ဒါလို့လေ့ကျင့်မှသာလေဘဝဖြစ်ပြီးရောစဉ်ပြိဿပေါင်းတို့ကိုရည်ညွှန်းပြီးတော့ဟောတာဖြစ်ပါတယ်ကိုယ်စိတ်အခြေအနေလေးစိတ်အခြေအနေမကောင်းဘူးဆိုလို့ရှိရင်အပင်ငရဲကြပြီးတော့ကိုယ်အတိတတိဒီကောင်းအောင်ကြိုးစားအားထုတ်ကြမယ်လို့ကိုယ်စီတတိထားပြီးကြိုးစားအားထုတ်နိုင်ကြပါစေ